สวัสดีครับทุกคนအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ပြောပြပေးသွားမယ့်အကြောင်းအရာကကရိယာရဲ့ရှေ့မှာကရိယာတစ်ခုထပ်ပါလာခဲ့မယ်ဆိုရင်ကျွန်တော်တို့အတိတ်ပဲတစ်မျိုးပြောင်းသွားတဲ့အကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီစကားလုံးကတော့ die ဆိုတဲ့စကားလုံးပဲဖြစ်ပါတယ်ခင်ဗျာ do I die မိုက်ထို die ဆိုတာကသူ့ရဲ့ပင်ကိုအတိတ်ပဲကတော့ရသည်လို့အတိတ်ပဲရပါတယ်ကျွန်တော်တို့ die ကတခြားကရိယာရှိမှာရောက်သွားတဲ့အခါကျရင်ခဲ့တယ်ဖြစ်သွားတာဖြစ်ပါတယ်ခင်ဗျာခဲ့တယ်လို့ဘာသာပြန်မှာဖြစ်ပါတယ်ကျွန်တော်အတိတ်ကိုရည်ညွှန်းတဲ့စကားအဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်ခင်ဗျာ die သူရဲ့စကားလုံးကအတိတ်ပဲရသည်လို့အတိတ်ပဲရပါတယ်ဒါပေမဲ့ကရိယာရှိမှာပါလာတဲ့အခါကျရင်တော့ကျွန်တော်တို့ခဲ့တယ်လို့ဘာသာပြန်မှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်အောင်ခင်ဗျာผมไม่ได้ยืมตังค์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 အတိတ်ပဲကတော့ကျွန်တော်ပတ်စံမရှိခဲ့ဘူးလို့အတိတ်ပဲရပါတယ်ဒီနေရာမှာကျွန်တော်ပတ်စံမရှိဘူးလို့ပြောမယ်ဆိုရင်ကျွန်တော်တို့ပြစ္ဆုတ်ပံကိုရည်ညွှန်းမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကဒီမှာပတ်စံမရှိခဲ့ဘူးဆိုတော့အတိတ်ကိုရည်ညွှန်းတာဖြစ်ပါတယ်ผมไม่ได้ยืมตังค์ကျွန်တော်ပတ်စံမရှိခဲ့ဘူးလို့အတိတ်ပဲရပါတယ်ผมဆိုတာကျွန်တော်ဖြစ်ပါတယ်ခင်ဗျာမိုက်ဆိုတာအငင်းဖြစ်ပါတယ်ယင်းဆိုတာကရှေးသည်လို့အတိတ်ပဲရပါတယ်ယင်းကရှေးသည်ရဲ့ရှေ့မှာကျွန်တော်တို့ကရိယာရဲ့ရှေ့မှာ die ပါလာခဲ့ရင်ခဲ့တယ်လို့ဘာသာပြန်မှာဖြစ်ပါတယ်တန်းဆိုတာကတော့ပတ်စံဖြစ်ပါတယ်ခင်ဗျာผมไม่ได้ยืมตังค์ผมไม่ได้ยืมตังค์အတိတ်ပဲကတော့ကျွန်တော်ပတ်စံမရှိခဲ့ဘူးလို့အတိတ်ပဲရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့ကျွန်တော်တို့ผมไม่ได้เจอเขา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 အတိတ်ပဲကတော့ကျွန်တော်သူ့ကိုမတွေ့ခဲ့ဘူးလို့အတိတ်ပဲရပါတယ်ခင်ဗျผมไม่ได้เจอเขาကျွန်တော်သူ့ကိုမတွေ့ခဲ့ဘူးလို့အတိတ်ပဲရပါတယ်ผมဆိုတာကျွန်တော်ဖြစ်ပါတယ်ခင်ဗျာမိုက်ဆိုတာကတော့အငင်းဖြစ်ပါတယ်เจอဆိုတာကတွေ့သည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာเจอတွေ့သည်လို့အဓိပ္ပာယ်ရပါတယ်ဒီတွေ့သည်ရဲ့ရှေ့မှာကျွန်တော်တို့ die ပါလာခဲ့တော့ခဲ့တယ်လို့အဓိပ္ပာယ်ပြန်มาဖြစ်ပါတယ်ခင်ဗျာเขาဆိုတာသူဖြစ်ပါတယ်ခင်ဗျာผมไม่ได้เจอเขาအဓိပ္ပာယ်ကတော့သူကျွန်တော်သူ့ကိုမတွေ့ခဲ့ဘူးလို့အဓိပ္ပာယ်ရပါတယ်ผมไม่ได้เจอเขาကျွန်တော်သူ့ကိုမတွေ့ခဲ့ဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့เขาไม่ได้มาเรียกผม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 အတိတ်ပဲကတော့သူကျွန်တော်ကိုလက်မခေါ်ခဲ့ဘူးလို့အတိတ်ပဲရပါတယ်ခင်ဗျာเขาไม่ได้มาเรียกผมသူကျွန်တော်ကိုလက်မခေါ်ခဲ့ဘူးလို့အတိတ်ပဲရပါတယ်เขาဆိုတာသူဖြစ်ပါတယ်ခင်ဗျာမိုက်ဆိုတာကတော့အငင်းဖြစ်ပါတယ်ဒီနေရာမှာမာဆိုတာကလာသည်လို့အဓိပ္ပာယ်ရပါတယ်ဒီ verb လာသည်ရဲ့ရှေ့မှာကျွန်တော်တို့ die ပါလာခဲ့တော့ခဲ့တယ်လို့ဘာသာပြန်မှာဖြစ်ပါတယ်ခင်ဗျာ read ဆိုတာကခေါ်သည်လို့အဓိပ္ပာယ်ရပါတယ် read ခေါ်သည်လို့အဓိပ္ပာယ်ရပါတယ်ผมဆိုတာကျွန်တော်ဖြစ်ပါတယ်ခင်ဗျာเขาไม่ได้มาเรียกผมသူကျွန်တော်ကိုလက်မခေါ်ခဲ့ဘူးလို့အဓိပ္ပာယ်ရပါတယ်ဒီနေရာမှာခေါ်သည်ဆိုတဲ့အဓိပ္ပာယ်ကို read ဒီကတော့ကျွန်တော်တို့စာရေးသားနဲ့အတန်ထွက်တဲ့အတန်ဖြစ်ပါတယ်ခင်ဗျာ read ဒီစကားလုံးကိုကျွန်တော်တို့ liat ဒီလိုမျိုးပြောလဲရပါတယ်ခင်ဗျာ liat လို့လည်းအတန်ထွက်လို့ရပါတယ်เขาไม่ได้มาเรียกผมသူကျွန်တော်ကိုလက်မခေါ်ခဲ့ဘူးလို့အဓိပ္ပာယ်ရပါတယ်เขาไม่ได้มาเรียกผมသူကျွန်တော်ကိုလက်မခေါ်ခဲ့ဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့เขาไม่ได้ไปหาหมอ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 အဓိပ္ပာယ်ကတော့သူစေကံတော့မပြခဲ့ဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျเขาဆိုတာသူဖြစ်ပါတယ်မိုက်ဆိုတာကတော့အငင်းဖြစ်ပါတယ်ခင်ဗျာ die ဆိုတာကဒီနေရာမှာရသည်မသုံးမနဲ့ပိုင်းဆိုတာသွားသည်ပိုင်းဆိုရယ်သွားသည်ရဲ့ verb ရှိမှာကရိယာရှိမှာကျွန်တော်တို့ die ပါလာခဲ့တော့ခဲ့တယ်လို့ပါလာပြမှာဖြစ်ပါတယ်ဟာဆိုတာကရှာသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာမောဆိုတာကဆရာဝန်ဖြစ်ပါတယ်ခင်ဗျเขาไม่ได้ไปหาหมอသူဆရာဝန်စီမသွားခဲ့ဘူးသူစေကံတော့မပြခဲ့ဘူးလို့အဓိပ္ပာယ်ရမှာဖြစ်ပါတယ်เขา
မိုက်တိုင်းပိုင်းဟာမောဒီနေရာမှာကျွန်တော်တို့သူဆရာဝန်တမပြခဲ့ဘူးကိုဗမာလိုကျွန်တော်တို့စီလျော်ပြန်လိုက်တာပေါ့နော်သူစေကန်တမပြခဲ့ဘူးအတိတ်ပဲကတော့အတူတူပါပဲခင်ဗျခေါင်းမိုက်တိုင်းပိုင်းဟာမောခေါင်းမိုက်တိုင်းပိုင်းဟာမောခေါင်းမိုက်တိုင်းပိုင်းဟာမောသူဆရာဝန်စီမသွားခဲ့ဘူးသူစေကန်တမပြခဲ့ဘူးအတိတ်ပဲအတူတူပဲဖြစ်ပါတယ်ခင်ဗျနောက်တစ်လုံးကတော့ผมไม่ได้ไปหาเขา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 ผมဆိုတာကျွန်တော်ဖြစ်ပါတယ်မိုက်ဆိုတာကတော့အရင်ဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာပိုင်းဆိုတာသွားသည်ရဲ့ရှေ့မှာကျွန်တော်တို့ die ပါလာခဲ့တယ်ခင်ဗျာဒါကိုကျွန်တော်တို့ခဲ့တယ်လို့ဘာသာပြန်ပါတယ်ไม่ได้ไปဆိုရင်မသွားခဲ့ဘူးပေါ့နော်ဟာဆိုတာရှာသည်လို့အတိတ်ပဲရပါတယ်ခင်ဗျခေါင်းဆိုတာသူဖြစ်ပါတယ်ผมไม่ได้ไปหาเขาผมไม่ได้ไปหาเขาผมไม่ได้ไปหาเขาကျွန်တော်သူ့ကိုတော့မရှာခဲ့ဘူးလို့အတိတ်ပဲရတာဖြစ်ပါတယ်ผมไม่ได้ไปหาเขาသူကျွန်တော်ကိုတော့မရှာခဲ့ဘူးလို့အတိတ်ပဲရပါတယ်ခင်ဗျနောက်ဆုံးတစ်လုံးကတော့ကျွန်တော်တို့เขาไม่ได้ให้ผมเขาไม่ได้ให้ผมเขาไม่ได้ให้ผมအတိတ်ပဲကတော့သူကျွန်တော်ကိုမပေးခဲ့ဘူးလို့အတိတ်ပဲရပါတယ်เขาไม่ได้ให้ผมသူကျွန်တော်ကိုမပေးခဲ့ဘူးလို့အတိတ်ပဲရပါတယ်ခင်ဗျာเขาဆိုတာသူဖြစ်ပါတယ်မိုက်ဆိုတာကအငင်းဖြစ်ပါတယ်ခင်ဗျာဟိုက်ဆိုတာကပေးသည်လို့အတိတ်ပဲရပါတယ်အပေးသည်ရဲ့ verb ရဲ့ရှေ့မှာတိုက်ပါလာတော့ခဲ့တယ်လို့အတိတ်ပဲဘာသာပြန်ပါမယ်ခင်ဗျာผมဆိုတာကျွန်တော်ဖြစ်ပါတယ်เขาไม่ได้ให้ผมသူကျွန်တော်ကိုမပေးခဲ့ဘူးလို့အတိတ်ပဲရပါတယ်เขาไม่ได้ให้ผมเขาไม่ได้ให้ผมသူကျွန်တော်ကိုမပေးခဲ့ဘူးလို့အတိတ်ပဲရပါတယ်ခင်ဗျကျွန်တော်တို့ဒီမှာကျွန်တော်သင်သွားတဲ့စာကြောင်းတွေမှာအတိတ်ပဲတစ်စုံတရာနားမလည်ဘူးရှိရင်ကျွန်တော်ကိုမတ်မှာရေးပြီးလို့ရပါတယ်မသိတာရှိရင်လည်းမေးလို့ရပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အဆင်ပြေကြပါသေး See you the next video bye bye